មានបងប្អូនភូមិច្រើនដែលចូលរួមលោកចិត្តជួយ share ចែកម្លែកទាំងអស់គ្នាមៀងឡាបាអកូជាសុស្ទេបាទเนาะကျွန်တော်မြန်မာလူမျိုးအားလုံးတနိုင်အောင်လုံးချစ်ပါတယ်ကြိုက်ပါတယ်လေမဖြစ်လို့မြန်မာလူမျိုးကြိုက်တယ်လေကျွန်တော်အရင်လုံးကမှငယ်ငယ်တဲ့အချိန်မှာလေမြန်မာနိုင်ငံကိုနေဖို့ပါတယ်ကျွန်တော်အရင်လုံးကမှကိုရင်တစ်ပါးဖြည့်ပါတယ်လေဘောရာပါရာတာသနာမှာကိုရင်ဝတ်ခဲ့ပါတယ်လေအဲ့ဒီဝတ်တဲ့အချိန်မှာကျွန်တော်မြန်မာနိုင်ငံကိုတော်နေခဲ့ပါတယ်net town စနေnet town စတဲ့မှာကျွန်တော်ဒီမြန်မာနိုင်ငံကိုရောက်ဖူးပါတယ်လေရောက်တဲ့အချိန်မှာကျွန်တော်ဒီမြန်မာနိုင်ငံကိုတွန်းနေခဲ့ပါတယ်တွန်းနေတဲ့အချိန်မှာစားကိုအများကြီးတင်ခဲ့ပါတယ်လေမြန်မာသမိုင်းလေမြန်မာစာအုပ်လေမြန်မာကြောင်းလေတက်ခဲ့ပါတယ်ဗုဒ္ဓသာသနာမှာဗုဒ္ဓစကားကိုဗုဒ္ဓပါရာကိုစာကိုတင်ခဲ့ပါတယ်လေအဲ့ဒီတွန်းနေတဲ့အချိန်မှာကျွန်တော်မြန်မာတကယ်ကိုတီးခဲ့ပါတယ်မြန်မာလူမျိုးစိတ်ကောင်းပါတယ်အများကြီးစိတ်ကောင်းပါတယ်မြန်မာလူမျိုးအများတန်းကောင်းကောင်းတဲ့ကုတော်လို့အများတကယ်တန်းအများတန်းလုခဲ့ပါတယ်လေသူတို့ကအားတဲ့အချိန်မှာဘုရားစစ်တော်မှာအများသူကတော်ခဲ့ပါတယ်လေအများတန်းကိုတော်ပါတယ်ဘုရားပို့စော်ဖို့တော်ပါတယ်လေအဲ့ဒါကြောင့်ဗမာလူမျိုးအားလုံးအများကြီးကောင်းပါတယ်အများကြီးကောင်းပါတယ်ကျွန်တော်မြန်မာနိုင်ငံမှာတုံးနေခဲ့ပါတယ်မြန်မာအစာကိုစားခဲ့ပါတယ်လေမြန်မာလူမျိုးအများကြီးကျွန်တော်ကိုအစာကိုပေးခဲ့ပါတယ်အဲ့ဒါကြောင့်မြန်မာတကယ်ကျွန်တော်မြန်မာလူမျိုးတကယ်တည်ခဲ့ပါတယ်ကောင်းကောင်းဖြစ်ပါတယ်လေအဲ့ဒါကြောင့်ကျွန်တော်မြန်မာလူမျိုးအားလုံးချစ်ပါတယ်မြန်မာမိတ်ဆွေကိုချစ်ချင်လို့ပါတယ်လေဒါပေမဲ့အခုမှကျွန်တော်တို့နိုင်ငံဒုက္ခအများကြီးရှိခဲ့ပါပြီကမ္ဘောဒီးယားနဲ့ထိုင်းစစ်ဖာရှိနေပြီလေကျွန်တော်တို့ကမ္ဘောဒီးယားစစ်ဖာမရှိချလို့ရဘူးကျွန်တော်တို့အဲစစနဲ့လူရှင်အနေရှိပါတယ်လေ peace အင်္ဂလိပ်လိုမှာ peace မြန်မာညင်ချင်းညစတော့မြန်မာအဲ့ဒီဘွားတော်ပြောလို့မရတော့ဘူးလေဖေးရချင်းလို့ပါတယ်ဒါပေမဲ့ထိုင်းကျွန်တော်တို့အဲစစမနေပေးရပါဘူးသူကအများအားကျွန်တော်တို့အမြဲကိုခိုးချင်းလို့ပါတယ်ကျွန်တော်တို့မြဲကိုကျွန်တော်တို့နိုင်ငံမြဲကိုယူသွားချင်းလို့ပါတယ်လေမြန်မာနဲ့တမိုင်းမှာကျွန်တော်မြန်မာနိုင်ငံတမိုင်းမှာတင်ခဲ့ပါတယ်မြန်မာနဲ့ယူရယာထိုင်းလေမကောင်းဖြစ်ပါတယ်နော်တမိုင်းမှာစပါးရှိခဲ့ပါတယ်အခုမှလေသူတို့နိုင်ငံသူအခုမှသူချမ်းသာပါတယ်နော်သူပိုင်စာများရှိပါတယ်သူလူမျိုးလေအဲ့ဒါကြောင့်သူမြန်မာနိုင်ငံနဲ့ကမ္ဘောဒီးယားကိုအများအားအများကိုလူတွားချင်းလုပ်ပါတယ်သူခိုးတွားချင်းလုပ်ပါတယ်အဲ့လိုပဲလေအဲ့တော့ကျွန်တော်တို့ကအခုမှစစ်ဖက်ရှိနေရပြီဒုက္ခအကြီးရှိနေပါပြီလေလူအများကြီးတိတ်ဒုက္ခပါတယ်စစ်သားလေအများကြီးတိတ်ဒုက္ခပါတယ်လေဟိုမှာကြီးဖြစ်နေပါပြီကျွန်တော်အဲ့ဒါကြောင့်ကျွန်တော်ဗမာနိုင်ငံဗမာလူမျိုးအားလုံးတီးတဲ့ကိုပြောပြတီးအောင်ပြောပြချင်လို့ရတယ်လေမြန်မာနဲ့ထိုင်းစစ်ဖက်ရှိရင်ဆိုတော့ကမ္ဘောဒီးယားနဲ့အတူတူတိုင်ရအောင်မယ်မြန်မာနဲ့ကမ္ဘောဒီးယားကောင်းပြီးစစ်ဖြစ်ကြအောင်မယ်နော်အဲ့ဒီပဲကျွန်တော်ပြောတယ်အချင်းချင်းဆိုတာမြန်မာနဲ့ကမ္ဘောဒီးယားတူပြန်တိုက်ရအောင်မယ်အဲ့ဒါပဲလေမြန်မာနိုင်ငံနဲ့ကမ္ဘောဒီးယားနိုင်ငံကိုအခုမှကျွန်တော်စီဖာရဲလေအတူလို့ရှင်းပါတယ်လေဒီကမြန်မာပစ္စည်းအလုံးပါပဲလေဒီကလေဒီကဖီဒီလက်ဖက်ရဲဒီကမြန်မာစကားမှာကျွန်တော်ဘလို့ခေါ်တယ်လဲမသိဘူးဒါပေမဲ့ကျွန်တော်ဒီအလုံးကမြန်မာနိုင်ငံကယူလာပါတယ်လေအခုမှကျွန်တော်မြန်မာကမ္ဘောဒီးယားလူမျိုးအားလုံးမြန်မာလူမျိုးနဲ့မြန်မာနိုင်ငံမြန်မာလူမျိုးနဲ့စီဖော်ရေးအတူတူလို့ရမယ်ကျွန်တော်ကပြောပြသူတို့တော့တီးကြအောင်ပြောပြအနေလို့ပါတယ်လေအခုမှ
နောက်တစ်ခါမြန်မာသွားမယ်လေအရင်တုံးပါမှာကျွန်တော်မြန်မာနိုင်ငံရောက်ပါတယ်လေအဲ့ဒီပစီကဝိုင်ယူလာခဲ့ပါတယ်နောက်မှတီကစီဖာရဲ့မြန်မာလူမျိုးနဲ့မြန်မာနိုင်ငံနဲ့အထူးတူစီဖာရေးလို့ရမယ်အဲ့ဒီပဲလေမြန်မာလူမျိုးအားလုံးကျွန်တော်ချစ်ပါတယ်မြန်မာလူမျိုးတနိုင်ငံလုံးဘယ်လိုမဆိုကျွန်တော်ကကြိုက်ပါတယ်ကျွန်တော်ကစေးပန်းစားပါတယ်စကားပြောတယ်ကျေးဇူးတင်ပါတယ်နော်